Yes, he did let Peter Mochain. The wind being to let the nyala, the hater, this so ye. Agent and no chain. I don't malay. We flex, cause we fresh, never flex, full fame. Low shot, need to do a low shot. Go my little luck, when beta be double do, go my tumata. My baby, my dog car. The nine gun long, I love out the mono metal, people got their own dry. So fresh, so clean. I rap so mean, I'm blessed, homie. I get it live like a techno scene. Can't mess with the essence like retro teens. The fittest on earth, F-O-E. Once FOE, always FOE. ဘုံဘုံမြင်လိုက်တဲ့အချိန်မှာ2စက္ကန့်လောက်ကတော့ blank ဖြစ်သွားတယ် ရန်တော့စိတ်မကောင်းဖြစ်မိတယ်ဒီလဲနောက်ဆုံးပွဲထိလိုက်ချင်တာပေါ့နော်ဆူကြီးကိုလည်းရချင်တာပေါ့နော် Channel 7ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါလေ Yes, I am. Yeah. Push push အဲ့လို failure ဖြစ်သွားပြီသလား တော့ကတော့တည်းရေဘူးကွဲပါ ကိုလုံနိုင်ရင်သားနဲ့ဘာတွေရှောက်ထုတ်နေမှမသိဘူးဆိုတော့အတွေးတွေမားကုန်တာနော် Yes ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ပြိုင်ပွဲဝင်10ယောက်ထဲကနေပြီးတော့2ယောက်ဖြုတ်မှာဖြစ်ပါတယ်ဆိုတော့ကိုထုံးပြီးသွားတဲ့အခါမှာဘသူအလှည့်လဲဆိုတာခဏနေသိရပါမယ် See you soon ခုတစ်ခေါက်ကတော့အားလုံးမျော်လင့်နေတဲ့ဗမောင်တန့်ပါမမောင်တန့်တယောက်ကတော့သူ့ရဲ့ထုံးစံတိုင်းပဲ fashion အပြည့်နဲ့ကွင်းထဲဝင်လာပါပြီဆိုတော့ဒါတွေအားလုံးကိုအစီအပြေနဲ့ကြော်ဖြတ်နိုင်မယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ် confidence level ဘယ်လောက်ရှိလဲ over 1000လောက်200 over 200% ပါ ready ပဲလားကျွန်တော်တူတူကြည့်လိုက်အောင်ဗျာကျွန်တော် count လုပ်ပေးမယ်3 2 1 with some motion လို့ရှိရင် goal လို့ရပြီ3好，你们走吗 ？OK OK， 3, 2, 1。低的，回下没？低的回下，低的回下没？ရပြီအနီးလေးတော့ Okay Goဘင်းငယ်ကြီးနေတော့ကျွန်တော်နှစ်ခုပြီးတော့သုံးခုမြောက်မှာကခွင်းတွေကဆွဲဖမ်းလို့မရတော့ကျွန်တော် idea ရပါဘူး idea ရပါတော့ခွင်းနေတာဒီလိုမျိုးဟိုဖြစ်နေလို့ရှိရင်အနည်းဆုံးတော့သူဆွဲတဲ့ချိန်နဲ့ကိုသွားတဲ့ချိန်နဲ့တွေ့လို့ရှိရင် engage လုပ်ပြီးလို့ရှိရင်တော့ဆွဲကန်လို့ရတယ်နော် Yes good Last one Okayအရင်ချိန်နေမဆိုးသေးဘူးနော် brother လက်ကိုပြန်ကြည့်လိုက်တော့လက်မှာလုံးဝအဲ့လိုတွေးကြည့်တွေလုံးဝအရေးတွေပါလန့်နေပြီလက်ကလည်းဒီဘက်က special နာတာလုံးဝအရင်မှမရတော့ Got it
Yeah ဒီဘက်မှာတပုံးရှိရနော် အရေးသေးချိန်မှာတော့ရှယ်မောနေတယ်ဒါပေမဲ့မောတယ်ဆိုတာကိုလက်ပဲဒီ whisk ကတောက်လျှောက်တုံးနေရပုံမှန်ကတော့ရေးသေးတဲ့ချိန်မှာအားလုံးနဲ့နီးလူပါပဲ Yes Yeah Be careful Up Down Up More Yeah Okay ဆိုတော့မောင်မောင်တန်းက19:49နဲ့18မိနစ်49စက္ကန့်နဲ့ဒီ challenge အားလုံးကိုပြီးမြောက်သွားတယ်။မောင်မောင်တန်းပြီးတဲ့ခါမှာဘယ်သူဖြစ်မလဲဆိုတော့ခဏနေသိရပါမယ်။ပြန်လာပြန်တော့ Okay ပါအခုတခါရှင်ပြိုင်မဲ့သူကတော့ The Beast ပဲဖြစ်ပါတယ်။ကဲဒီနေ့ဖြတ်သန်းမဲ့ challenge ကဒါပဲဗျာ Ready ပဲလားစော်မယ်ဗျာကျွန်တော် Western mode လို့ရှိရင်သွားလို့ရမယ်နော်ဆိုတော့ count 3 2 1လုပ်ပေးမယ်3 2 1哦，哇，那不，呀，走，呀，OK。Good, nice。往哪边？အနီကြောမယ် Okay Nice ကောင်းတယ်ခေါင်းစီရပြီOkay Down Up Okay
ဟေး10 မိနစ်50 စက္ကန့်အတွင်းမှာ The Beast ကဒီ challenge ရဲ့အားလုံးကိုပြီးမြောက်သွားတယ် good job ပါ well done ပါဆိုတော့ The Beast ပြီးသွားတဲ့အခါမှာနောက်ထပ်တစ်ယောက်ဘယ်သူဖြစ်မလဲဆိုတာခဏနေသိရပါမယ် see you soon Feelings on earth, F-O-E. Feelings on earth, F-O-E. ဟုတ်ကဲ့ပါအခုကတော့နောက်ဆုံးပိတ်အိတ်တဲ့လွယ်သူကိုယ်တိုင်ရွေးချယ်ရတယ်သူကိုယ်တိုင်နောက်ဆုံးမှရှင်းပြိုင်တယ်နည်းနည်းဖြစ်ပြီလားโอเค3 2 1ယူပေးမယ်နော်3 2 1 Come. Yes. Turn ready, huh? Yes. Yes. Go for there. Late. Keep going. Late. Where? Maybe เอากันในคู่ပြီးတော့ကြာคู่ဒီထိုင်နော်คู่လိုက်တော့နှစ်คู่ထိုင်ခု safe ပြန်နှစ်คู่ထိုင်ခု Okay go လွယ် Yes คู่ Yes Yes see Go! Go! Chạy luôn đấy. Xoay, đi. Lý rồi nhá đi. Ok đi mà, khúc mày được khai khúc. Nhớ này nhớ kìa. Không ai à? Không, khúc một lỗ tiền, nè khúc lại không? Yes. Yeah, yes. Tiếp đi. ဂိမ်းတိုင်းမှာကအားလုံးနဲ့ fight ကမှာပဲဒါကြောင့်ဒါရန်သူတွေပဲဝင်နာဖြစ်သွားရဲ့ထီရောက်ရန်သူပဲတစ်ဆက်မှမလျှော့ရဆွဲနေတိုက်ခိုက် Come on. Don't stop. Let'sမပြေလေရှမ်း Okay, now to come back. Now to come back. Now to come back. Come on. Go. Bao theo win. Thật đấy. Khi mà chế cho bộ lùi chưa nó. Lông hoàn chi đấy. Chế cho bộ lùi chưa. Okay. Yes. Go. Up. Ball. Out. Ball. Out. Hey, don't. Good job. Thật đấy. Do. Deadlift. Good. Yes. Hold that. Okay. Yes. ဟုတ်ကဲ့ပါအခုနောက်ဆုံးတစ်ယောက်ဖြစ်တယ်မျိုးမင်းထက်ကတော့9မိနစ်နဲ့5စက္ကန့်အတွင်းမှာဒီ challenge တွေအားလုံးကိုပြီးသွားပါတယ်ဗျာအဲ့တော့ဒီနေ့ရှင်ပြိုင်ခဲ့တဲ့ contestant တွေထဲမှာဘယ်သူအိမ်ပြန်ရမလဲဘယ်သူတွေက survive ဖြစ်တယ်ဆိုတာခဏနေသိရပါမယ်ခဏနေကျွန်တော်တို့ leader book ကိုကြည့်ရဖို့အတွက်ကိုခဏနေပြန်ဆုံးပါမယ်ဒီအားလုံးပဲမင်္ဂလာပါပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်ကျွန်တော်တို့ challenge 7တော့ရောက်လာပြီပေါ့နော် challenge 7ရောက်လာတဲ့အခါမှာ challenge တစ်ခုပြီးတစ်ခုကိုဖျက်ဆီးလာခဲ့တဲ့အချိန်မှာတစ်ခုချင်းစီကိုအောင်မြင်မြင်နဲ့ဖျက်ဆီးလာခဲ့တဲ့သူတွေကဒီခန်းထဲရောက်အားလုံးကအေးစစ်စစ်ပြုံးရွှင်ပဲ
ကောင်းမွန်မွန်နဲ့ကိုတိတ်မဖြတ်တန်းနိုင်ခဲ့တဲ့သူတွေကကြတော့ကိုဘာတွေဆက်ဖြစ်မယ်ဆိုတာကိုရင်ခုန်နေတဲ့အနေထားပေါ့နော်အခုဒီနေ့ဆိုလို့ရှိရင်တိတိတတ်တာတယောက်ရှိရယ်တပီးဆိုလို့ရှိရင်သူအေးဆေးပဲသူ့ရဲ့ရင်ထဲမှာ inner smile တွေကို outer smile ဖြစ်တဲ့တော့မြင်နေရတယ်အဲ့တော့ဖြစ်နေအဲ့လိုမျိုးပဲဒီနေ့မှာ struggle ဖြစ်တဲ့လူတွေလည်းရှိတယ်တချို့တွေဆိုလို့ရှိရင်ပြိုင်ပွဲရဲ့အရှိန်ကြောင့်လည်းပါတယ်စိတ်လှုပ်ရှားနေတာလည်းပါတယ်ဒေါသထွက်တာလည်းပါတယ်အဲ့တော့ကိုအားမလို့အားများဖြစ်ပြီးလုံနေတဲ့ဒီအခက်ခဲတွေကိုကြော်ဖြတ်ဖို့ဆိုတာလည်းစားလို့ရှိရင်အဲ့ပေါ်မှာအာယုံမရောက်ဘဲနဲ့ငါမလုံနိုင်တော့ဘူးဆိုတဲ့စိတ်တွေအများကြီးဖြစ်ပေါ်နေတဲ့သူတွေလည်းရှိပါတယ်ဆိုတော့ဒီနေ့မှာတေးကြတာတစ်ခုကတော့ survive ဖြစ်တဲ့လူ၈ယောက်ကိုကျွန်တော်တို့က30တန်းပြီးမှသို့တော့2ယောက်အိမ်ပြန်ရမယ်ဒီနေ့မှာတီးတာထူးခြားကိုဒီထဲမှာကျွန်တော်နဲ့တီးရဲ့လူတွေထဲမှာဆိုလို့ရှိရင် struggle ဖြစ်ရတဲ့ထဲမှာကိုထွန်းလဲပါတယ်ကိုထွန်းကတော့ဘာဆက်ဖြစ်မလဲကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပေမဲ့အခြေအနေစိုးပြီးတော့ရုန်းကန်တဲ့ထဲမှာသူလဲပါတယ်ကျွန်တော်တို့ကအနောက်မှာအင်ကြီးလေးတွေဆိုလို့ရှိရင်အခုသတိထားမိမှာပါဒီပြိုင်ပွဲကနေထွက်ခွာသွားတဲ့သူတွေဆိုရင်ကျွန်တော်တို့ကအင်ကြီးလေးတွေဖြုတ်တယ်မီးတွေကိုမှိတ်တယ်ဒီနေ့မှာဆိုလို့ရှိရင်အင်ကြီးနဲ့ထဲကိုကျွန်တော်တို့ဖြုတ်မှာပါဆိုတော့ဒီအင်ကြီးပိုင်ရှင်ကတော့ survive ဖြစ်မလားဒီနေ့မှာထွက်ခွာသွားရမလားဆိုတာတော့ကျွန်တော်မကြခင်မှာသိရမှာပါဒီအင်ကြီးကိုကျွန်တော်ပမာထားရမှာမသိတော့ဒီနေ့မှပဲခဏထားလိုက်အောက်လေးမှာခဏချလိုက်အင်ကြီးဖြုတ်တော့အဲ့ဆိုတော့ငါ့ကိုဒါအလန်းပေးတာပဲဘာလို့လဲဆိုတော့သူကကိုတို့ကြိုပြင်ဆင်တာတော့ကိုတို့အနေနဲ့အရင်မြော်လင့်မနေနဲ့ကိုအမှားကြောင့်ကိုဖြစ်တာလေကျွန်တော်တို့ကအခုဒီ challenge ကနေစပြီးတော့အမှတ်ဆိုတာကိုကျွန်တော်မပြောတော့ဘူးအိမ်ပြန်မဲ့လူကိုတန်းပြောမှာဖြစ်ပါတယ်အဲ့လိုမပြောခင်မှာကျွန်တော်တို့ဒီနေ့ challenge မှာစက္ကန့်မြန်နဲ့မိနစ်မြန်နဲ့ကြော်ဖြတ်ခဲ့တဲ့6ယောက်ကိုအရင်ပြောပါမယ်အဲ့ဒီ6ယောက်ကဘယ်သူတွေလဲဆိုတာပြောပြသွားရင် struggle ဖြစ်ရတဲ့လူ4ယောက်ကိုကျွန်တော်ကြီးညာပါမယ်တေးကြတာကတော့အဲ့ဒီ4ယောက်ထဲက2ယောက်ကတော့အိမ်ပြန်ရမှာပါ survive ဖြစ်မဲ့6ယောက်သိချင်ပါတယ်ပထမဦးဆုံးတစ်ယောက်ကိုဘယ်သူဖြစ်မလဲကိုရဲပါကိုရဲက10မိနစ်4စက္ကန့်အတွင်းမှာဒီ challenge တွေအားလုံးကိုဖျက်ချော်နိုင်တယ်တကယ်သူဖျက်ချော်တဲ့ပုံစံကိုဘေးကနေအနီးကပ်ကြည့်ရတဲ့အခါမှာတကယ်လဲ smooth ဖြစ်တယ်ဒုတိယတစ်ယောက်ကိုသိချင်ပါတယ်ဒါသာက10မိနစ်နဲ့31စက္ကန့်အတွင်းမှာဒီ obstacle course ခက်ခဲတားဆီးအားလုံးကိုကျော်လွှားနိုင်ခဲ့တယ် congratulation ပါညီလေးတတိယတစ်ယောက်သိချင်ပါတယ် Peace ပါ10မိနစ်နဲ့51စက္ကန့်တောတွင်းမှာဒီ challenge ကိုပြီးမြောက်အောင်သူလှုပ်ဆောင်နိုင်ခဲ့တယ်နောက်ထပ်တစ်ယောက်ကိုသိချင်တယ်ဗျာ Fire 9မိနစ်နဲ့2စက္ကန့်အတွင်းမှာဒီ obstacle course ကိုသူကျော်လွှားနိုင်ခဲ့တယ် congratulation ပါနောက်ထပ်9ယောက်မြောက်ပုဂ္ဂိုလ်ကတော့ဒီထဲမှာဘယ်သူဖြစ်နိုင်မလဲဆိုလို့ရှိရင် maybe သူများလားမသိနော်သူဖြစ်မလားဆိုကျွန်တော်စောင့်ကြည့်အောင်သိချင်ပါတယ်ဗျာ9မိနစ်နဲ့5စက္ကန့်အတွင်းမှာမျိုးမင်းထက်တစ်ယောက်ကတော့ဒီ obstacle course challenge ကိုဖျက်ကျော်သွားနိုင်တယ်အဲ့တော့တေချာတဲ့ survive တစ်ယောက်ပဲကျန်တော့တယ်နောက်ထပ်4ယောက်ကတော့မတေချာဘူးတေချာတဲ့တစ်ယောက်ကိုသိချင်ပါတယ်6ယောက်မြောက်လက်ထက်9မိနစ်နဲ့48စက္ကန့်ပဲကြာပါတယ်ဒီ obstacle course ကိုဖျက်တဲ့အခါဆိုတော့ survive ဖြစ်တဲ့6ယောက်ဒီဘက်ကိုလာပြီပါအဲ့တော့ကိုနာမည်ကိုမကြေညာသေးတဲ့လူ4ယောက်ပဲကျန်တယ်ကျွန်တော်ရဲ့ဘယ်ဘက်ချမ်းမှာထိုင်ပေးပါကျွန်တော်ကြေညာသွားမယ့်ပုံစံလေးကိုကျွန်တော်တစ်ချက်ရှင်းပြခြင်းတယ်
ပထမဦးဆုံးကြီးညာမဲ့သူကဒီ၄ယောက်ထဲမှာအိမ်ပြန်မဲ့လူကိုကျွန်တော်အရင်ကြီးညာပါမယ်ဒုတိယတစ်ခေါက် announcement ကတော့ survive ဖြစ်တဲ့လူကိုကျွန်တော်ကြီးညာပါမယ်တတိယတစ်ခေါက်ကတော့အိမ်ပြန်မဲ့လူပါနောက်ဆုံး၄ယောက်မြောက်ကိုကြီးညာတဲ့အခါမှာအဲ့၄ယောက်မြောက်ကတော့ survivor ပါပထမဦးဆုံး Federal Sona FOE Season 2ကနေ Challenge 7ကနေပြီးတော့ထွက်ခွာရမယ်သူသိချင်ပါတယ်5 4 3 2 အိမ်ပြန်တဲ့အချိန်တော့လုံးဝမထင်ဘူးအားလုံးဝမထင်တော့ဘယ်သူမှလည်းကျွန်တော်အဲ့လောက်မသတ်မှတ်တာပုံမှန်လူတွေထက်ကို next level မှာရှိတယ်ကျွန်တော်ကောင်းကောင်း train ထားတာကိုပေါ့လေ စိတ်မကောင်းပါဘူး brother နောက်ဆုံးအနေနဲ့ကြီးနေတဲ့ပြည်သက်တွေရောဒီမှာကြံခဲ့သူတွေရောဘာပြောချင်လဲ ညီကိုတွေကတော့အကုန်လုံးကကျွန်တော် FOE ညီကိုတွေပေါ့နော်အကုန်လုံးလဲလောက enjoy ဖြစ်တယ် enjoy the show ဒီ movement တွေကကျွန်တော်တို့ lifetime မှာအများနဲ့ဆွဲကြံနေမယ်ရပါတော့ပြီးသူမှုဆိုရသေးခြင်းတယ်ဘာလို့လဲဆိုတော့ winner ဖြစ်တဲ့လူကအမှန်တကယ်ကိုရန် strong ဖြစ်ပြီးတော့ဒီ game တိုင်းကိုအမှားကိန်းနဲ့ဖျက်ကြုံနိုင်တဲ့အတွက်ကြောင့်ဒီ FOE ရဲ့ winner ကသူက Titan တယ်လို့ကျွန်တော်ယူဆတယ်မင်္ဂလိပဲဖြစ်ယောက်ျားလေးပဲဖြစ်သူတို့ဆိုလည်းရန် strong ဖြစ်တယ်အဲ့တော့ဒီမှာရှိတဲ့ညီကိုတွေမိသူတွေရကျွန်တော် congratulation လုပ်တယ် happy ဖြစ်တယ်ဆိုတော့ဒီ lifetime မှာဒါတော့အမြဲတမ်းကြံရမဲ့ဒီဝါဒသက်အမှတ်တရလို့ကျွန်တော်ပြောချင်တာဆိုတော့မမောင်တန့်အတွက်ဘာတွေပြောချင်သေးလဲ Thank you brother okay ကဲလာပါကျတဲ့လူတွေလာပါ okay okay ဒီပါတင် okay နိုင်ဒီစပါဒီအားလုံးလို့နိုင်ဒီစပါဒီ ငါဘာဖြစ်မလို့ခဏဒီငါတော့ဘာမှမသိဘူးငါထားထုတ်ဆက်ခိုင်းတယ်ခဏတော့ ကျွန်တော်လည်းအဲ့လိုဖြစ်ပါပဲကျွန်တော်ဆိုရင်ဘာကြောင့်လဲဆိုရင်ပြီးခဲ့တဲ့အခောက်တုံးကလည်းထွက်ခွာသွားမယ်ကူကိုထွက်ခွာသွားမယ်သူကပဲအားပေးနှစ်သိမ့်နေတဲ့ဟာတွေဖြစ်ခဲ့ဖူးပါတယ်ကျွန်တော်လည်းဒီနေ့မှာအဲ့လိုပုံစံမျိုးတွေဖြစ်မှာကိုကျွန်တော်မလိုချင်ပါဘူးဒါမဲ့ သူပဲနှုတ်ဆက်ခိုင်းဖြစ်ခေပါ နော် ကျွန်တော်အားပေးနေတဲ့ကျွန်တော်ပရိသတ်တွေရဲ့ကျွန်တော်ညီကောင်မတွေချစ်ခင်ရတဲ့သူတွေအားလုံးကိုတောင်းပန်ပါတယ်ဒီထက်ပိုကောင်းတဲ့ situation မျိုးနဲ့တဖန်ပြန်ပြီးတော့လာမယ်လို့လည်းယုံကြည်ပါတယ်ကိုအဲ့ဒါလေးပြန်အားလုံးကျွန်တော်အားပေးရလို့ကျေးဇူးများတင်ပါတယ်ဟုတ်အဲ့တော့ဒီ3ယောက်ထဲမှာပထမဦးဆုံးကြီးညာမဲ့သူကဒီဂိမ်းထဲမှာဆက်လက်ပြီးရှိနေမှာပါဘယ်သူဖြစ်မလဲကိုထွန်းဖြစ်မလားရှုံးဖြစ်မလားစုဖြစ်မလား 3ယောက်ကြံနေတဲ့အချိန်မှာခန်းစားချက်ကတော့ရင်တော့နည်းနည်းခုံတာပေါ့နော်ဘာဖြစ်လို့ကိုကနောက်တစ်ဆင့်ကိုလည်းထပ်ပြီးတော့သွားခြင်းနဲ့ရင်တော့နည်းနည်းခုံတာပေါ့တော်တော်ကြီးကိုခုံနေရပါကိုများဖြစ်မလားတော့မဟုတ်ဘသူဖြစ်မလဲဆိုတာဟုတ်ပေါ့ဒီတစ်ခေါက်ကကျွန်တော် TV မှာမပြတော့ပါဘူးကျွန်တော်ပဲကြီးညာပေးပါမယ်ဘသူဖြစ်မလဲရှုံးပါရှုံးက
ဒီနေ့ challenge မှာဆိုလို့ရှိရင်လေတကယ်ကိုတချို့နေရာလေးတွေမှာဆိုလို့ရှိရင်တကယ်ကိုညံသုံးတယ် energy သုံးတယ် stamina တွေရှိတယ် strength လည်းကောင်းတယ် speed လည်းမြန်တယ်ဒီနေ့ challenge ကိုအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါတယ်အဲ့တော့ congratulation ပါဒီဘက်ချမ်းမှာနေရာယူလို့ရပါပြီဆက်ကိုတို့နည်းနည်းလေးကပ်ပေးပါကျွန်တော်တို့ရဲ့ထုံးစံတိုင်းလေးပဲကျွန်တော်ဆက်လုပ်မယ်ချိတ်တယ်ဆိုတဲ့အရာတစ်ခုကိုကျွန်တော်ဆက်ပြောပြပါမယ်ဒီနှစ်ယောက်တည်းကတစ်ယောက်ကအိမ်ပြန်မှာပါ ကိုရဲ့ကိုထွန်းရဲ့ကြံတဲ့ချိန်မှာခန်းစားချက်ကတော့ရှင်တော့ခုံနေဒါပေမဲ့လို့ကိုထွန်းကအများကြီးလုံနိုင်မယ်လို့လည်းထင်တယ်ကိုလည်းဟိုအားလုံးအားမရဖြစ်နေတယ်အဲ့တော့ကိုလည်းတည်တယ် အခုကြေညာပေးမဲ့သူကအိမ်ပြန်ရမဲ့သူပါဆိုတော့ကျွန်တော်တို့အိမ်ပြန်ရမဲ့သူဆိုရင်ကျွန်တော်တို့ကမီးမှိတ်ပေးပါတယ်ဂျက်ကက်လေးတွေအပေါ်မှာရှိနေတဲ့မီးလေးတွေကျွန်တော်တို့မှိတ်ပေးပါတယ်ဒီဘက်ကနှစ်ယောက်ကတော့မကြည့်ပါနဲ့ဟောကျွန်တော် count လုပ်ပေးမယ်မီးလေးပဲအရင်မှိတ်ပေးပါ ပြီးတော့ကျွန်တော်ဟာနာမဆောင်နိုင်ပါဘူးဘာလို့လဲဆိုတော့ကိုတက်ချင်တာမတက်ချင်တာကိုပြုံးမပြုံးသိချင်တာပေါ့နော်တက်ကျွန်တော် ဆိုတော့ကျွန်တော် count လုပ်ပေးမယ်5 4 3 2 Fitness on earth, F-O-E. Fitness on earth, F-O-E. 5 4 3 2 1ရပါကြည့်လို့ရပါ လုံကြပါလား အဲ့လိုတော့လည်းမဟုတ်ပါဘူးအဲ့လိုလည်းမဟုတ်ဘူး ကိုကတေးကြသွားပြီအိမ်ပြန်ရမလို့မယ်လို့ပြောလိုက်တဲ့အခါမှာတော့စိတ်မကောင်းတကယ်လဲစိတ်မကောင်းအိမ်မပြန်ချင်သေးဘူးပြီးတော့ဟိုဒီ level 10တိသွားတယ်ဆိုတာအထက်ကိုဒီလူတွေကိုနှုတ်မဆက်ချင်ဘူးနှုတ်မဆက်ချင်တာလည်းပါတယ်ပြီးရင်အဲ့ဒီကိုထူးအောင်ပြောလိုက်မဲ့စုအဲ့လိုမျိုးဒီလက်ညှိုးညွန်ပြီးတော့ပြန်လို့ရပါပြီဆိုတဲ့စကားလုံးကိုမကြားချင်ဆိုတော့ စုက audition မှာကလေးကအရင် strong ဖြစ်ပြီးတော့ challenge တွေတိုင်းကိုအောင်မြင်စွာနဲ့ဖြတ်သန်းခဲ့တယ်တကယ်လည်း powerful လည်းဖြစ်တယ် strong လည်းဖြစ်တယ်ပြီးတော့ပို့ပြီးတော့ကျွန်တော်သူ့ကိုသဘောကျတဲ့အချက်ကလေးတစ်ချက်ရှိတယ်ကျန်တဲ့တခြားသူတွေဆိုလို့ရှိရင်တိတ်တထောင်ရတယ်ဆိုလို့ရှိရင်တခြားကိုယ့်အတွက်သုံးကျင်တဲ့ဟာတွေအများကြီးရှိကြတယ်သူကတိတ်တထောင်ရရင်ဘာလုပ်မလဲသိတာဖျားတယ်မှာဆိုတော့အဲ့လိုမျိုးရည်ရွယ်ချက် intention အရန်ကောင်းတဲ့သူတစ်ယောက်ကိုအခုဒီနေ့မှာနှုတ်ဆက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်မကောင်းပါဘူးအဲ့တော့နောက်ဆုံးအနေနဲ့ဘာပြောချင်လဲ နောက်ဆုံးအနေနဲ့ဗာပြောချင်လဲဆိုရင်အဲ့လိုမျိုးနှုတ်ဆက်ရမှာရောစိတ်တယ်မကောင်းသူနောက်ခဲကိုမပြိုင်နဲ့ဆိုရင်တော့မပြိုင်ဘဲနဲ့နေနိုင်တယ်ဒါပေမဲ့အဲ့လိုမျိုးနှုတ်ဆက်ရမှာရောမကြိုက်ဘူးတခုဆိုရင်ကိုချစ်တဲ့သူတွေနားထောင်မှာကိုကအရင်ထွက်သွားချင်တာလို့မျိုးဆိုတော့စိတ်တော့မကောင်းဒါဘာဖြစ်ဖြစ်ပါအကောင်းဆုံးဒီ level တိကိုအကောင်းဆုံးကြိုးစားခဲ့တယ်ကိုလည်းအားရပါတယ်ဘာဖြစ်ဒီပြိုင်ပွဲကိုပထမဦးဆုံးဟိုဝင်ခွင့်ပေးတဲ့ဒီကိုမြတ်မင်းဒီ free ပိုင်မြတ်မင်းကကိုမြတ်ကိုလည်းအများကြီးကျေးဇူးတင်တယ်သူကပဲနေဝင်ပြိုင်ကြည့်မလားဆိုပြီးတော့ control လုပ်ရင်းနဲ့မှသူဝင်ပြိုင်ဖြစ်ခဲ့တာပြည့်တဲ့ကြမို့လို့ဘာဖြစ်ဒီ level 70ကိုတက်နိုင်ခဲ့တယ်အများကြီးလည်းဝမ်းသာပါတယ်ကျင်းနေပါတယ်ဘာဖြစ်ပဲအားလုံးကျင်းနေတယ်ဒီနေ့ပြိုင်ပွဲရထွက်ရပြီလို့မပြောချင်ဆုံးကတော့2ယောက်ရှိတယ်ဒီပြိုင်ပွဲဝင်တစ်ချောင်းလုံးမှာလည်းမစုဆန်ကကိုဘာတွေအားနေရလဲဘာတွေလိုအပ်ချက်ရှိလဲ coach အနေနဲ့အများကြီးပေါ့နော်သူလမ်းပြပေးတယ်ဒီအဆင့်ထိရောက်အောင် sporting ပေးခဲ့တဲ့အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံး well fighting လုပ်ချင်ပါတယ်ဒီဘက်ကလူတွေမသွားခင်မှာကိုထွန်းအရင်သူ့ကို hack လုပ်လို့ရတယ်အောင်လို့ရှိတယ် စိတ်ကြီးတိုင်းပြပါတယ် Okay so
It's time to leave. သူနောက်ဆုံးအနေနဲ့ဘာပြောချင်တာရှိလဲဆိုရင်တော့ရှင်ထဲမှာစိတ်မကောင်းတာတခုတော့ရှိတယ်သူအရင်အာကိုရတဲ့ကိုမြမင်းကိုတော့သူ့လာအားပေးစေချင်တယ်ဒါကတော့ရှင်နေရစကားဘာပဲဖြစ်ဒီပြိုင်ပွဲလေးကိုတော့မအားဘူးဆိုရင်ခဲရင်တော့မှပဲမျက်နှာလေးလာပြခဲ့တာပဲဖြစ်ဖြစ် fighting လုပ်ပေးခဲ့တာပဲဖြစ်ဖြစ်တော့သူအနေနဲ့များတော့ရချင်ခဲ့တာကိုယ့်ရဲ့နာမည်အရာဝင်းနာစုဆိုတဲ့စကားလုံးနဲ့လုံးဝထိတ်ဆုံးမှာပဲရနေကြတာ Gather your people, steady your mind. ကိုအချိန်သုံးအောက်ရောက်မှာဖမ်း Ready to fight the war of our lives. There's no surrender, there's no escape. We have arrived at the end of days. The လုံးဝမကြိုက်ဘူးအဲ့တင်းချဲလဲ Judgment Day. There's no escape. Blind on Judgment Day. သူ့အားကိုရတဲ့ဒီရန်ကုန်မြို့မှာဆိုသူ့ဝဲရှိတယ်။နည်းနည်းလေးတော့ပြုံနေနေရပါ ဒီနေ့မှာအားလုံးလည်းသိထားပြီးပြီဆိုပေမဲ့ဘယ်သူတွေကဘယ်နှမိနစ်နဲ့ပြီးမြောက်ခဲ့တယ်ဆိုတဲ့ဟာလေးကိုပြန်လည်ပြသချင်ပါတယ်ဒီပတ်နှစ်ယောက်ကတော့မိန်သွားတာဖြစ်တဲ့ကြောင့်မရှိတော့ဘူးပေါ့နော်ကျန်တဲ့၈ယောက်ကိုပဲကြည့်ပါကိုကတချို့သော challenge တွေမှာအမှတ်တွေနဲ့မဟုတ်တော့တဲ့အတွက်ကြောင့်မို့လို့ every challenge တိုင်းကမကောင်းနိုင်ဘူးဒါပေမဲ့ကိုယ့်ရဲ့ hard work တွေကပဲကိုယ့်ကိုကူညီမှာ Okay ဆိုတော့ဒီနေ့မှာအားလုံး survive ဖြစ်ပြီးကြံခဲ့တဲ့သူတွေအားလုံးကို congratulation ပါပါအခုဒီ၈ယောက်ကတော့ကျွန်တော်တို့ FOE season 2မှာဆက်လက်ပြီးတော့ရှင်ပြိုင်လို့ရမယ့်သူတွေပါ top 8ပါဆိုတော့ဒီ top 8ကိုBeauty Valley ကနေပြီးတော့ကျွန်တော်တို့30 တန် package ကိုစုချမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပဲပေးမှာပါကျွန်တော်ပဲပေးမှာပထမဆုံးလှပရေးရအောင်နောက်ပိုင်းအရန်ကိုလိုက်စားလာတဲ့ကိုမျိုးမင်းထက်လေးကိုကျွန်တော်ရင်ပေးချင်ပါတယ်ကိုမျိုးမင်းထက်လေးကြွားပေးပါဆိုတော့ congratulation ပါနော်ဘယ်သူမှလည်းသူ share မပေးဘူးနော် congratulation ပါနောက်ထပ်ဒါတယောက်ချင်းစီပဲကျွန်တော်ပေးလိုက်မယ်နော်ဒါလေးပါ number ကလေးပါဒါဘာလို့မကျူတီပေါ့တိုင်းအကုန်လာပြီသားအားကြောင့်ပေးကြတာဘာကြောင့်ပေးကြတာလဲလို့ရပြီနေရာကြီးတွေကလာသမီးနော် congratulation ပါနောက်ထပ် challenge တွေမှာလည်းဆွမ်းပြနိုင်ပါနော်ကဲလေဒါတော့ကျွန်တော်မရကျူပါလိုက်တော့ဟုတ်လေဟောမရလေအင်ကြီးတွေလှုပ်လူလက်ပြဒီတစ်ချိန်ကတော့ကန်ကောင်းသွားပြီပေါ့နော်โอเคနော်ကန်ကောင်းပါစေ thank you နော်ဘယ်သူ့ပေးမှာလဲ ကောက်ကိုတော့မှာဟုတ်လားလိုလာပြီလေ40ဆိုတော့ okay thank you okay ဆိုတော့ challenge အိမ်မှာပြန်လဲတွေ့ဆုံပါမယ်အားလုံးညီကိုတွေမတက်ရဲလာလူနေဆိုပဲလာ brother လာလူနေဆိုပဲရှိတော့မတက်နေရဲလိုက်မယ် This is FOE FOE season 2ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာရှင်တို့ရဲ့ပြန်ပွဲဝင်နေရ challenge 8ကိုဆက်လက်ပြီးတော့ရှင်ပြရမှာပါ challenge 8ကိုရောက်လာတဲ့အမျှတ issue အပိနေတဲ့ပြည်သက်တွေအတွက်ကောပြန်ပွဲဝင်နေအတွက်ပါပုံမပြီးတော့ရင်ခုန်စရာကောင်းလာမယ်လို့ရှင်းထင်ပါတယ်ဒီတော့ပြန်ပွဲဝင်နေကဘယ်လိုပုံစံမျိုးနဲ့ဒီနေ့ရှင်ပြရမလဲလွယ်မလားခက်မလားကျွန်တော်အရင်သိရှိနေပါပြီပြီးတော့ဒီနေ့ပြန်ပွဲအပြီးမှာထွက်ခွာသွားရမယ့်ပြန်ပွဲဝင်2ယောက်ကဘယ်သူဖြစ်မလဲ
ဒီတော့ဆက်လိုက်ကြအောင်ကိုထွန်းအောင်နဲ့အတူတူပြန်ဝင်8ယောက်ကိုပြန်လဲကြိုဆိုလိုက်ရအောင်လားရှင် အားလုံးပဲပြန်လဲကြိုဆိုလိုက်ပါတယ်မင်္ဂလာပါကျွန်တော်တို့ Fitness Zone F4E Season 2 Challenge 8ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီ Challenge 8ရဲ့နာမည်ကတော့နာမည်ကတော့ကျန်နာမည်ကိုကကျွန်တော်တို့ Suicide Mission ဆိုပြီးပေးထားပါတယ်ဒီ Suicide Mission ကဘယ်လိုပုံစံကျွန်တော်တို့ရှင်ပြန်ရမလဲဆိုရင်ကျွန်တော်တို့ပေ50 guide အကွာဝေးရှိတယ်ပေ50 guide တွေပြောစီနော်ပေ50ဆိုပေ50ပေါ့နော်ပေ50 runway ပေါ်မှာကျွန်တော်တို့ဒုတ်ချောင်းလေးရှိမယ်ဒုတ်ချောင်းလေးတွေအယောင်လေးကျွန်တော်တို့ရှိတယ်အဖြူရှိမယ်အမဲရှိမယ်အနီရောင်ရှိမယ်အဖြူဆိုလို့ရှိရင်ကျွန်တော်တို့က10ချောင်းပေးထားပါတယ်10ချောင်းကိုကျွန်တော်တို့10ခေါက်ပေါ့သွားယူရမယ်ထားရမယ်ပြီးသွားလို့ရှိရင်နောက်ထပ်အမဲဒုတ်ချောင်းလေးကိုသွားယူရမယ်မယူခင်မှာကျွန်တော်တို့ဝိတ်ပြားလေးတွေကိုကျွန်တော်တို့အရင်ရွှေ့အောင်ဝိတ်ပြားအရင်အလေးတော့မဟုတ်ဘူးကျွန်တော်ယောက်ျားလေးနဲ့ main လေးရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနေ့မှာ main လေးတစ်ယောက်တည်းပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ main လေးကိုတော့ကျွန်တော် weight နည်းနည်းလေးကျွန်တော်တို့ short ပေးတိုင်းမယ်ဒါအကုန်လုံးလက်ခံမယ်လို့ထင်ပါတယ်ယောက်ျားလေးဆိုလို့ရှိရင်ကျွန်တော်တို့ 20 kg 3ပြားကျွန်တော်ရွှေ့ရမယ်10 kg က2ပြား5 kg ကကျတော့1ပြားတယ်ဆိုတော့3ပြား2ပြား1ပြားပေါ့အဲ့ဒါရွှေ့ပြီးသွားပြီဆိုတာနဲ့နောက်ထပ်အမဲရအောင်ဒုတ်ချောင်းလေးကိုပြန်သွားယူရမယ်အမဲရအောင်ဒုတ်ချောင်းလေးကဘယ်နှချောင်းရှိမလဲဆိုအချောင်း20ဆိုတော့တစ်ခါယူလို့ရှိရင်တစ်ချောင်းပဲယူရဆိုတော့အကျိန်20လောက်ဖြစ်သွားခိုးခွက်ပြီးမယူလို့မရဘူးသူခေါင်းရဘယ်မှခိုးခွက်လို့မရဘူးကျွန်တော်ကြည့်ထားမှာပေါ့နော်ဆိုတော့အမဲရအောင်ဒုတ်ချောင်းလေးယူပြီးသွားပြီဆိုလို့ရှိတယ်ခုနကတော့ process ဖြစ်တဲ့ weight တော့ပြန်ပြီးရွှေ့ရတဲ့ process ကိုအရင်လုပ်ဆောင်အောင်မယ်လုပ်ပြီးသွားတဲ့ခါကျတော့ရှင်နောက်ဆုံးပိတ်အနီရောင်ဒုတ်ချောင်းလေးကိုကျွန်တော်သွားယူရအောင်အနီရောင်ဒုတ်ချောင်းလေးကအချောင်း30ရှိတယ်ဆိုတော့အသွားပြန်နဲ့တက်လိုက်မယ်ဆိုလို့ရှိရင်ဟောက်120ပေါ့ဒီလောက်ပဲလားဟုတ်ဒီလောက်ပဲလားတော့ကနနေမကောင်းလည်းပြောသေးတယ်ကိုရဲရဲ့ one map လောက်ပဲရှိကိုရဲက1 month လောက်ပဲဟုတ်တယ်ဒီနေ့မှာထုံးစံတိုင်းပဲကျွန်တော်တို့2ယောက်ပြုတ်ပါမယ်2ယောက်အိမ်ပြန်ရမယ်ဆိုတော့အဓိကအချိန်ကိုတင်ရရှင်ပြန်ရမှာပါဆိုတော့ alright အကောင်လုံး8ချိန်နေတာဆိုတော့ကျွန်တော်တို့အခုပဲကျွန်တော် challenge ကိုစတင်လိုက်မကောင်းလား okay ကောင်းနော်ကောင်းနော် so are you ready are you ready so let's start the challenge okayအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ် Fitness Zone F4E Season 2ရဲ့ Challenge 8 Suicide Mission အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်ကျွန်တော် Western ပို့ပေးမယ်ပြီးစတင်လို့ရတယ်အားလုံး ready ပဲလား ready ပဲနော်ဆိုတော့စမယ်မှန်တော့ဒီနေ့ strategy ကပထမအဖြူနဲ့အနက်ကိုပုံမှန်ဆိုတာကျွန်တော်တိုင်ပင်နဲ့ကျွန်တော်နောက်ဆုံး30ပုံမှာကျွန်တော်ရှိသမျှအားကုန်ညှစ်မှာအားကုန်ညှစ်ဖို့ကျွန်တော် strategy ကအဲ့ဒါပဲ3 2 1ပြန်ရမယ့်ပုံစံကိုတွေ့တဲ့အခါမှာ strategy ကတော့အဲ့လိုစဉ်းစားထားဘူးကြည့်ရမယ်တော့ကောင်းအောင်သိတယ်ဆိုတော့ကြည့်မယ်ပေါ့ပုံမှန်လေးပဲပြင်မယ် yes strategy ကတော့ဆက်ဆက်ချင်းမှာခြေလမ်းကြဲကြဲနဲ့ပေါ့နော် down round ကိုကြီးတယ်ပေါ့ဟုတ်တယ်ကိုရဲ့ချင်းနေနဲ့ချလို့အောင်ဆက်လာဆိုတော့မဆိုင်ပြီဒါပေမဲ့ချင်းလိုနှမ်းကြည့်တယ်ချင်းလိုနှမ်းကြည့်တယ်အဲ့လောက်ပါစစ်တလုံးအားရအရင်အကုန်ခံတယ်ပြေးစပြေးချိန်မှာကိုကသူများရဲ့ထက်တော့မြန်နေအောင်ကိုတွေ့ရအတွက်ကိုကပုံမှန်လေးပဲပြန်ပြီးတော့ချော့ပြီးတော့ပြန်ပြေးလိုက်တာပေါ့ yes ကျွန်တော်တွေးလိုက်ရတော့အစားပဲမှာတော့ဖြည်းဖြည်းမဲ့ course video ကိုသူကကိုယ့်ရဲ့ Harry လို့နည်းလေးထင်းပြီးပဲပြေးမယ်ပေါ့နော်နောက်ပိုင်းကျမှနည်းနည်းပုံမြန်လာမယ်ပေါ့继续吧。啊，过去。
break တော့ခက်လန်းက break အရင်အာယူနေ break ပြင်းနေတဲ့အချိန်မှာအရောင်ရွေးခိုင်းတဲ့ဥစ္စာတွေကကိုယ့်အတွက်နည်းနည်းလေးအခက်အခဲဖြစ်တယ်ပေါ့နော်။ဘာလို့ဆိုတော့တစ်ခါကျနှစ်ချောင်းပါလာလက်ထဲကအဲ့လိုမျိုးတွေဖြစ်တာပေါ့နော်။အပေါက်လေးဆိုတော့ကိုကအပေါက်လေးလက်ယူတာလေ။ဒီတိုင်းကိုကလိုမျိုးလှည့်ရှာနေလို့ရှိရင်မရတဲ့ခါကျတော့အပေါက်ကိုလက်ချိတ်တဲ့အချိန်မှာလက်တွေကနှစ်ချောင်းပါလာအပြန်ချခဲ့ရပြီးပြန်ပြေးအဲ့လိုမျိုး။ Easy ကိုရဲ့စေးထားပါကိုပြောင်းမှားသွားပြီဟိုအောက်ကဟာတော့ခွာနေသေးတယ်ကိုကအဲ့မှာတနေနေအစားမနေကြာသွားပါတော့တပြားရဲဆိုတော့အဲ့ဒါအောင်ပြန်ဆိုပြီးအော်တပြားရဲဟာဆိုတော့မှဆွဲပြီးခွာမိပါလားအဲ့မှာနည်းနည်းကြာသွားသေးတယ်ပေါ့နော်တပြားလဲ အလေးတွေပြောင်းအရွှေ့လုပ်တဲ့ချိန်မှာတော့ဘလို့အောက်ကအလေးကြီးကနှစ်ပြားရှိတယ်လို့ထင်ပြီးခွာတာပြီးတော့နောက်ဆုံးအောက်ဆုံးအလေးကအဲ့လို grip ကကောင်းကောင်းတယ်လို့မာဆက်ရေးစေးဒီမှာဟာရိတာ break you ကောင်းရေးစေးကောင်းတယ်အမဲရေးစေးခက်လန်း break အဲ့နှုံးလေးခက်လန်း break ကဲပြီးမ break နဲ့ခက်လန်း break အဲ့နှုံးလေးပဲရေးစေးပဲအမဲနာကိုဖော့တာခြေထောက်ကိုဖော့တာနေကျွန်တော်ရဲ့ခြေချင်းကနေတော့နာနေအစားမှာတော့ကျွန်တော်အများကြီးနည်းနည်းလေးပို့ပြီးတော့အစင်ပြေးနေပြေးနေတယ်ဆိုပေမဲ့ပြေးရည်များလာတော့ခြေချင်းကတပြေးနဲ့ပုံနာလာတော့ကျွန်တော်တပြေးတော့အားတော့ရောက်လာတယ်ခက်လန်း break they shoot hurry shot အဲ့ကပြန်လာလေခိုးရှူသူပေးတဲ့ timing နဲ့ပဲသွားမယ်ဆိုတော့သူကတင်ဆိုတင်ကျွန်တော် short ဆို short အဲ့လိုလေးအဲ့တိုင်းလေးသွားတာပေါ့နော်ကျွန်တော်ဘရနေတယ်ပုံမှန်လည်းတော့ hurry shot ကိုပြိုင်နေချိန်မှာတခြားလူကိုအာရုံစိုက်မိရဲအဲ့ဒါကြောင့်ကျွန်တော်လည်းအစောကင်းကပြောတယ်ဟိုတယောက်ချင်းသွားပြိုင်ရတာမျိုးပို့တော့ကြားတယ်အဲ့ဒါမှကိုအစွမ်းကုန်ညှစ်ထုတ်လို့ရမယ်ပေါ့နော်အခုကကျတော့နည်းနည်းကိုမြင်နေရတော့ကျတော့ကိုတယောက်တည်းပြက်ကြံခဲ့တာမျိုးတွေဗါတွေမြင်ရရင်ကျတော့အဲ့မှာနည်းနည်းဝါရီများတယ်ပေါ့နော်အဲ့ဒါကိုအတွက်တိတ်မကောင်းလို့ခံစားမိတယ်ကောင်းပါတယ်၈ယောက်လုံးတစ်ပြိုင်လုံးပြိုင်ခိုင်းတာဘာဖြစ်လဲဆိုတော့မဟုတ်နေလို့ရှိရင်ကိုယ့်အကူဆိုရင်နားကျင်တယ်လို့နားနေပါအခုကျတော့သူတို့ရှိရဆိုတော့အတကုတ်တင်တယ်လေသိရမလားလို့ဒါက9မိနစ်ပဲရှိတယ်အများကြီးခံရတယ်ရှိတယ်9မိနစ်ပဲရှိသေးတယ်ရတယ်ကိုအေးစေးပဲဟိုတင်းမဲ့ချိန်မရသေးဘူးအများကြီးလူသေးတယ်တစ်ခါဖွာတော့တစ်ခါဖွာတော့လောက်ကြာတယ်20 round ဆိုတဲ့ကြားထဲမှာနည်းနည်းလေးတော့ short ထားသေးတယ် short ပြီးတော့ဖနှောက်ချပြေးရပေါ့ပြီးတော့ခြေထောက်တွေကတောက်လာမရတော့ဘူးအဲ့နဲ့ခြေပြားပြန်ထောက်ပြေးညံကောင်း hurry shot သူချောင်းရသေးပါဝေးမလောနဲ့အေးစေးဟောပြန်ထောင်းလောနဲ့ကိုအေးစေးလို့ကြလာတော့အဲ့နှုံးလေးပဲမလောနဲ့တက်ရှူပို့ပါပဲဒီတဲ့နည်းနည်းတင်အောင်ကျွန်တော်ပို့ရင်ပြောရင်ဒီများတွေကဒီရောက်နေမကောအမဲရောက်နေတဲ့ဟာကိုကနေကိုအမှန်တိုင်းပြောရင်ကျွန်တော်သတိမထားမိဘူး။ဘာလို့သတိမထားမိလဲဆိုတော့အဲ့ချိန်မှာကျွန်တော် struggle ဖြစ်နေတာကကျွန်တော်ဒီ back pain ကိုကျွန်တော် struggle ဖြစ်နေတာ။
အနေချောင်းနေဟိုသွားနေကြပြီကျွန်တော်ကအမဲရှိနေတယ်ပေါ့အဲ့တော့မှကျွန်တော်တွေ့တာမိတဲ့အချိန်မှာခါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့လိုမျိုးစွန့်စားဖို့ကျွန်တော်အဲ့ချိန်မှာကျွန်တော်ဆုံးဖြတ်ချက်စပြီးချရတာပေါ့ Let's go ပေါ်တော့ come on အနီးတဲ့ဆောင်းကြပြီ so run နိုင်တယ်တင်လိုက်ပါအင်းတင်လိုက်တော့တင်လိုက်အင်းတင်လိုက် Let's go အဲ့တော့မှာတင်လိုက် come on faster harder let's go နားမယ် you can do it ဘာမှသုံးလေဒီချိန်မှာသုံးပါပေါ့ နောက်ဆုံး30မှာပေါ့နော်တခြားချင်းတွေကြည့်လိုက်တော့ကိုချင်းထဲမှာ14 5ချောင်းလောက်ကျန်နေတယ်တခြားချင်းတွေမှာမရှိတော့ဘူးဆိုလို့ရှိရင်9ချောင်းလောက်ပဲရှိတော့မယ်လမ်းပြီးတော့ကြည့်လိုက်တဲ့အချိန်မှာအဲ့နဲ့ကိုအဲ့မှာ sweet တယ်နည်းနည်းမြင်မရတော့မယ် right စီကြော်နော်ကျော်စီကြော်မယ်နော် နည်းနည်းမြင်မရတော့နော် အဲ့နှုံးလေးပဲကိုနည်းနည်းလေးပဲကောင်းတယ် တင်ရမလို့တော့မန်တယ်ပဲနော် တင်ဖို့တဲ့ချန်လာ စီကြော်ပြီးတော့မထင်ပါရ strategy ကိုသုံးတဲ့အခါမှာကျွန်တော်နောက်ဆုံးအခေါက်30မှာတော့အားကုန်ပြီးတော့မယ်လှမ်းကျေးပြီးတော့မယ်ဆိုတဲ့အချိန်မှာကျွန်တော်မထင်ထားတဲ့ပေါ့နော် damage တစ်ခုပေါ့နော်အဲ့ဒါတော့ကျွန်တော်အမြဲတမ်းသတိလက်လွတ်ဖြစ်တာပေါ့ဒီပြိုင်ပွဲတစ်ခုလုံးမှာဗာလဲဆိုတော့အလေးတွေမားတဲ့အခါမှာကျွန်တော်တချို့အလေးတွေကကြာကျွန်တော်ဒီလောတဲ့စိတ်နဲ့ကျွန်တော်မားမိတယ်အရှိပြိုင်ပွဲတွေမှာလည်းအဲ့လိုပဲမားမိတယ်ဒီပြိုင်ပွဲမှာလည်းကျွန်တော်ဒီအလေးကအလေးလေးလို့မဟုတ်ဘူးအလေးလေးလို့မဟုတ်ဘူးဒီအထိုင်ထတွေမှာကျွန်တော်ကိုလိုပြောမလဲအထင်ကြီးလိုက်မိရလဲပါရင်ပါအထင်ကြီးတယ်ဆိုတာတည်းလေရပါတယ်ကွာဆိုတဲ့စိတ်နဲ့လှုပ်လိုက်တာပေါ့နော်လှုပ်လိုက်တဲ့အချိန်မှာကျွန်တော်တကယ်တမ်းယုံတော့မဲ့အချိန်မှာအခောက်30ဒီအချောင်းအနီးချောင်းတွေကိုကင်ပြီးယုံတော့မဲ့အချိန်မှာကျွန်တော်ပြေးလိုက်တဲ့ခြေလမ်းတိုင်းကခါအောင်ပြီးနာတာ โอเคလားခြေတော့မှာကျော်နာလား ရေစီကြော်ပြီးတော့ဒါစားစီကြော်ပြီးတော့မှတဲ့နော်စီအတွင်းထဲကနေပြီးပြစ်ထည့်လို့မရအောင်နော် ကျွန်တော်ပြိုင်နေတဲ့အချိန်မှာတော့စီကိုတိတ်ပြီးတော့သတိမထားမိဘူးအရေးကြီးတာကျွန်တော်ဟိုခေါင်းထဲမှာတွေးမိကြဘာလို့တွေးမိလဲဆိုတော့ဟိုဘက်ကတောက်ချောင်းယူပြီးတော့ပဲချင်းနဲ့ပြန်ထမ်းမယ်ဆိုတော့အတွေးပဲကျွန်တော်ပို့ပြီးတော့တွေးမိတော့တယ် ကောင်းတယ်စီကြော်ပေးပါ ဆွဲမယ် အရေးတဲ့သူတို့ကစီးမြင်းရဟိုဗာလဲမကြော်လို့လေခဏခဏအော်နေဘသူပြောနေမှမသိဘူးရာသာပြောနေမှမသိကိုပြောနေမှမသိနဲ့ မရအောင်သက်သက်ထား စီးမထွက်လို့ဆိုပြီးတော့နောက်တစ်ခေါက်ပြန်ပြေးကြတာတော်တော်မောတယ်ဘာလို့ဆိုတော့တစ်မျိုးပြီးနဲ့တစ်မျိုးဒေါင်းသွားတယ်သိရမလားငါနောက်တစ်ခေါက်ပြေးရအောင်ပဲဆိုတော့အမှလည်းအရှိန်တင်လိုက်ရသေးတယ် come on အခု ကောင်းတယ် ခြေလမ်းကိုမဆက်လို့အားမထည့်နဲ့ခြေလမ်းကိုမဆက်လို့ခြေလမ်းကိုကျေးသွားတယ်ဖောက်နေကျေးသွားဘူးကိုမြောက်တင်တာဘူးကိုမြောက်တင်တာလေ တိုင်နေတဲ့အချိန်မှာကျွန်တော်ဘေးကလူတွေအများနဲ့ကြည့်နေပြီးကနေ9ချောင်းလောက်တဲ့ကြံတဲ့အချိန်မှာကျွန်တော် G5 ရောက်လမ်းကြည့်လိုက်တော့သူကလည်း9ချောင်းပဲဒါပေမဲ့သူကကုန်နေအဲ့အချိန်မှာကျွန်တော်နည်းနည်းလေးဆက်တွန်းပြီးတော့သူတက်တစ်ချောင်းလောက်ပို့ဆွဲလိုက်တာနဲ့သူရှိကိုရောက်သွားတယ်နော် safe ပြော ဒါပြီးအဲ့တိုင်းမိန်တိုင်းရော တန်းပါဆန်တော့တန်းပါဆန်တော့ခြေလမ်းလေးကိုစန့်တာသူအားမထည့် မိန်တိုင်းလောက်ထား ဒီထဲမှာအားမထည့်ခြေလမ်းလေးကိုစန့် ပြန်ကြမလို့ ပေါ့ဖြစ်သွားတယ် အနီအောင်မှာတော့တော်တော်လေးမောနေပြီလို့ခံစားရတယ် ခြေလမ်းလေးကိုစန့်လားစန့်အမှစန့် ပြေးတော့မယ်နော်ဆိုရပြေးတော့မယ် ပြီးတော့မယ်ရှောင်းနေနေရ ဆန့်တာနော် အားတဲ့ ဘယ်လိုတော့လဲ come on run နောက်ဆုံးသူများကိုမကြည့်နဲ့သူများကိုနေကြောက်တိုင်မယ်ဝယ်ကြည့် ပြိုင်နေနဲ့တခြားလူတွေအောင်ဆိုင်မိတယ်ဘယ်သူတွေဆိုင်မိလဲဆိုတော့ကျွန်တော်ဘေးနာရာစာနဲ့ကိုရဲမင်းပေါ့နော်ကိုရဲမင်းတို့နှစ်ယောက်အားဆိုတို့နှစ်ယောက်အရင်မြင်တယ်ဒါပေမဲ့ကျွန်တော် live ပြီးတော့တို့နှစ်ယောက်အရင်မြင်တဲ့အချိန်မှာကျွန်တော် live ပြီးတော့ပြေးကြည့်တယ်ဒါပေမဲ့ကျွန်တော်ကျွန်တော် coach ကကျွန်တော်ပြောထားတဲ့အတိုင်းပဲကျွန်တော်မပြေးတော့သူများအာရုံဆိုင်နေတဲ့ကိုယ့်ကိုအာရုံဆိုင်ပါလားအဲ့ဒီမှာကျွန်တော်ကဘာဆိုရှင်းလန်းလေးပဲကြည်ကြလေးလှမ်းပြီးရအောင်နော်ကြည်ကြလေးလှမ်းပြီးရအဲ့လောက်အပုံမှန်လေးပဲ နည်းနည်းအားတဲ့ ဝိတ်တော့မနေမနော် နည်းနည်းအားတဲ့မကျင်းနည်းနည်းအားတဲ့သူများမကျင်းနည်းနည်းအားတဲ့ နောက်ဆုံးဝိတ်ကလက်ထောက်ပေးတော့ yes come on စတယ်ပြီးတော့ တင်တော့ yes တော့ဘယ်ရှင်းမကျွန်တော်တင်ခိုင်းလဲဆိုတော့နောက်ဆုံး10ချောင်းလောက်ကျန်တဲ့အချိန်မှာကျွန်တော်တင်တော့ဆိုရင်အဲ့မှာကျွန်တော်ကောက်တင်လိုက် yes come on yes လေးခေါက်ကြဟိုဘက်က yes ရတယ်ပဲလား ချဲလိုက်အိမ်မှာပေါ့စိတ်တက်ကပို့ပြီးတော့စိုင်သွားတယ်လို့ထင်တယ်ရှုံးဆိုရမ်းပြိုင်းနေပြီမောနေပြီ
ဟိုအစင်မပြေတော့ဘူးနားကျင်နေလူတိုင်းကတော့တင်နှမ်းလာပြီးမောလာပြီးဆိုရှော့ကျင်ကြတာကြီးပဲဒါပေမဲ့အဲ့ဒီမှာစိတ်တက်ကပိုရေးကြည့်သွားတယ် ကြာမို့တော့အေးစိတ်လုပ်လိုက်တော့ အေးစေးအားလေးနားမနေစေးလို့ဘုရားနေစေးအေးစေးကိုကျွန်တော်ခေါက်ပေးအေးစေးမလို့ဒီနေ့အားလေးစေးပြအောင်ဆုံးဝေးကြားချထိပြောရစီတစ်ထောင်လို့ရတယ်နော် Fitness on earth, F-O-E. Fitness on earth, F-O-E. အေးစေးအားတင်ရအောင်နော် ခါနာမတကယ်မကဲ ပထမဆုံးပြီးသွားတဲ့အခါဖြစ်တဲ့ခန္ဓာချက်ကစိတ်ထဲမှာတော့ပျော်သွားတာပေါ့နော်အော်ငါပြီးသွားပါလားဆိုတော့တာတိုလေးပြည့်ရတာဖြစ်တဲ့အတွက်ညံညံလည်းမဟုတ်မှန်ညံလည်းမလို့ပေါ့နော်ဘယ်ချိန်မှဘလို့မြမ်းမယ်ဆိုတော့ပေါ်မူတည်ပြီးတော့ပဲပြေးသွားတယ်MC မို့ကလည်းပြေးဆိုတဲ့အခါမှာကျွန်တော်နည်းနည်းအရှင်တင်လိုက်တယ်ပြန်လာရင်ချော့ပြန်လာတယ်အသွားမှာနည်းနည်းချော့ပြီးအပြန်မှာပို့ပြီးနေအရှင်တင်တယ်ပေါ့အဲကြောင့်မလို့ဒီရဲ့ရလက်ကပျော်တဲ့ရလက်ကတော့ဘာနဲ့မှလဲလို့တော့မရဘူးပေါ့နော်ရှားလူဘယ်လိုပဲဖြစ်ရှားလူဘယ်လိုပဲနေရောက်လက်မချနဲ့တော့လက်မချနဲ့တော့ဒီနေ့မြင်လေရတာကမဒီနေ့မြင်လေโอเคဒီနေ့မြင်လေဒီနေ့မြင်လေကြောက် Come on, get it. Come on, get it. Come on. Oh, ready. Faster. Faster, get it. Faster. Faster. Faster, get it. Faster. 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 Get it. Faster. Faster. Shit. Yes. ကိုကမြင်မြန်ပြီးအောင်ဆိုပြီးထည့်လိုက်တာသူများထည့်လိုက်မြင်မြန်ပြီးပါဒါပေမဲ့တန်ချောင်းရပါလာအတန်ချောင်းကြီးပန်လာအတန်ချောင်းကြီးကိုပြန်ဖြုတ်နေတဲ့အချိန်မှာကိုကနည်းနည်းလေးမီလီစက္ကန့်လောက်ကြာသွားတယ်လို့ထင်တယ်ဆိုတော့ဖိုင်ဒီအမေနဲ့သားရဲ့ချင်းချင်းမကြတယ်ပို့တယ်လက်နေတော့တယ်မိုင်းနေတယ်ဆမိုင်းโอเค easy injury အကြီးဖြစ်သွားတော့မို့ဒါပေမဲ့ minor injury တခုကတကယ်ဂျုံကန်ရမယ့်အချိန်မှာကျွန်တော်ဘလုံးမအောင်ဆက်လို့မရတော့အဲ့တော့ပြေးနေကျွန်တော်စဉ်းစားတယ်ကျွန်တော်နောက်ဆုံးဖြစ်သွားနိုင်ပြီပေါ့နော်ဖြစ်သွားနိုင်ပြီဆိုတဲ့အချိန်မှာရုံးမလားဆိုတဲ့အချိန်မှာကျွန်တော် risk ကပေါ့နော် risk ကနှစ်ခုရှိတယ်ကျွန်တော်ပြေးနေမယ်ကျွန်တော်စဉ်းစားပါဒီပေါင်လင်းကြောပဲဖြစ်ဖြစ်ခြေသလုံးပဲဖြစ်ဖြစ်ဆိုရင်ကျွန်တော်အသက်အရွယ်က41ကို41ဆင်မှာကျွန်တော်နည်းနည်း risk ယူလို့ရတယ်ဒါပေမဲ့ခါကြောက်ကျွန်တော် risk မယူရဲဘူးမယူရဲဘူးဆိုတာကျွန်တော်တို့ဒီ40နောက်ပိုင်းနေပဲဖြစ်38နောက်ပိုင်းနေတာခါနဲ့ပတ်သက်ပြီးတော့ risk ကိုယူရပြီဆိုရင်ပြန်ကောင်းမှုအင်မတန် chance ကနည်းတယ် Yes ဟိုထုံးအားပေးပေးပါဦး Come on ပြန်မဝင် Go to easy so last oneလူပြေးလိုက် okay ပြေးမလားစောက်ကခောက် last one let's go yes job ကျွန်တော်နောက်ဆုံးဆိုကျွန်တော်ခုတင်ကျွန်တော်သိရယ်တီးသွားတဲ့အချိန်မှာဒါပေမဲ့ပြီးအောင်တော့ကျွန်တော်စော့ကျင်တယ်ဗျာဘာဖြစ်လို့ကျွန်တော် game ကိုကျွန်တော်တကယ်စော့ကျင်တာပြီးအောင်စော့ကျင်တဲ့အတွက်ကျွန်တော်ရတယ်ပြီးအောင်တော့စော့လိုက်တယ်ပေါ့နော် okay ပါတယ်ပြီးပြီဟာ good job ကောင်းတယ်ကောင်းစလို့ပြောကောင်းဒီရွယ်မှာတော့ပြနေတယ်နည်းတော့ပဲလေဟုတ်တော့what that ဆိုတော့ ပြီးအောင်ဆိုပြီးအချိန်မှာပြန်ပြီးရင်နာပြီးအသေးကွဲတာပါလဲဆိုတော့ဟိုလေဘယ်လိုပြောအောင်လဲအမောဆိုးလို့ဗျာသိလားကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကမလိုက်နိုင်လို့အမောအဒီပေါ့နော်တက်လုံနဲ့ပတ်သက်ပြီးတော့ပိုင်တက်သွားလို့ရှုံးတာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီ minor damage ကြောင့်ရှုံးသွားတာကြီးကိုအသေးကွဲတယ်ဆိုတော့ကျွန်တော်တို့ရဲ့ challenge 8 suicide mission ကတော့ပြီးသွားပါပြီအဲ့တော့ဒီနေ့မှာဘယ်သူတွေကအိမ်ပြန်မယ်ဘယ်သူတွေက survive ဖြစ်မယ်ဆိုတော့ခဏနေသိရပါမယ်ခဏနေပြန်ဆုံးပါမယ်ဒီ
ဆိုတော့ဆိုတော့ F4E season 2 challenge 8ကတော့ပြီးသွားပါပြီအဲ့တော့ဒီနေ့ challenge မှာဘသူတွေကဘယ်နှမိနစ်နဲ့အစောဆုံးပြီးမြောက်သွားတယ်ဆိုတာကိုကျွန်တော်အရင်ပြောပြပါမယ်အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ဒီနေ့မှာအိမ်ပြန်ရမယ့်2ယောက်ကိုကြီးညာပေးပါမယ်ဒီနေ့မှာအရန်ကိုစိတ်ဝင်စားဖို့ကောင်းတာကတချို့လူတွေကမီနီစက္ကန့်လေးတွေပဲကွာတယ်အဲ့တော့ဘသူက survive ဖြစ်မယ်ဘသူကအိမ်ပြန်ရမလဲဆိုတာကိုမသိသေးဘူးဖြစ်နေတာပေါ့နော်အဲ့တော့ဒီနေ့မှာပထမဦးဆုံးပြီးမြောက်သွားတဲ့သူအချိန်တော်တော်လေးတော်အတွင်းမှာကျွန်တော်သတ်မှတ်ထားတဲ့ဒီ challenge ကိုပြီးမြောက်သွားတဲ့သူကိုအရင်ဆုံးကြီးညာပေးပါမယ်ဘယ်သူလို့ထင်လဲကြီးနေတဲ့ဆိုကြည့်ကြပါလေဗျာ7 မိနစ်နဲ့49စက္ကန့်အတွင်းမှာမျိုးမင်းထက်ကဒီကျွန်တော်တို့ challenge 8ကိုအောင်မြင်မြင်နဲ့ပြီးဆုံးသွားတယ်မျိုးမင်းထက်လေးတစ်ယောက်ပြီးသွားတဲ့ခါမှာကျွန်တော်ကနောက်ထပ်3ယောက်ထပ်ပြောပြပေးမယ်ဆိုတော့4ယောက်စုစုပေါင်းကျွန်တော်ပြောပြမယ်အရင်ဆုံးပေါ့နော်ဒုတိယပြီးမြောက်သွားတဲ့လူကိုသိချင်ပါတယ်အဲ့တော့73မိနစ်နဲ့4စက္ကန့်အတွင်းမှာကျွန်တော်တို့2025ခုရဲ့အကောင်းဆုံးမင်းသားစုကိုရရှိသွားတဲ့ကိုရဲပါဆိုတော့ okay ပါဆိုတော့တတိယတစ်ယောက်ကိုသိချင်ပါတယ်ဗျာဟောဒီ73မိနစ်နဲ့15စက္ကန့်အတွင်းမှာ The Beast ကဒီ challenge 8ကိုကောင်းကောင်းမွန်မွန်နဲ့အစွမ်းကုန်လုပ်ပြနိုင်သွားတယ်ဟောအရင်ပြောတာတော့မရှိပါဘူးဘာဖြစ်လို့ဒီ game နဲ့ကျွန်တော် game နေဆိုတော့ကျွန်တော်ကြံခဲ့မယ်ဆိုတော့ကျွန်တော်သိပြီလားဆိုတော့4ယောက်မြောက်သိချင်ပါတယ်3မိနစ်နဲ့7စက္ကန့်အတွင်းမှာရှွန်းဟာဒီ challenge 8ကိုပြီးမြောက်သွားတယ်မပြောပါဘူးဒါပေမဲ့စိတ်ထဲမှာတော့ပြောပြီးသွားပြီမပြောပါဘူးယောက်ျားလေးကိုပဲချန်ပီယံဖြစ်စီခြင်းနဲ့ဆန္ဒတွေသူတို့မှလည်းရှိကြတယ်ပေါ့ရှိုးကအဲ့ဒါကိုလက်မခံနိုင်လို့ရှိုးဒီဟာကိုပွဲတိုင်းပွဲစဉ်တိုင်းဖိုက်နေတာပေါ့နော်ရှိုးကစိတ်တက်နဲ့ဖိုက်နေတာအဲ့တော့ရှိုးလက်ချန်ပီယံဖြစ်နိုင်တယ်ဆိုတော့ပြောချင်တယ်ဆိုတော့ congratulations ပါဆိုတော့ကျန်တဲ့4ယောက်ထဲမှာတေချာတာတစ်ခုကတော့2ယောက်ကတော့အိမ်ပြန်ပါမယ်အကောင်လုံးလည်းကြည်ထားပြီးသားဆိုတဲ့ခါကျတော့တီးတာကိုထွန်းကတော့နောက်ဆုံးမှပဲပြီးမြောက်သွားတဲ့အကြောင်းမလို့တေချာပေါ့ကိုထွန်းကအရင်ကျွန်တော်တို့ဒီနေ့မှာနှုတ်ဆက်ထပ်ခေါ်ရပါမယ်အဲဆိုကိုထွန်းခံစားရတယ်ဒီပြိုင်ပွဲကကျွန်တော်မထွက်ချင်ဘူးဘာလို့လဲဆိုတော့ဂိမ်းအားလုံးကျွန်တော်ဆော့ချင်နောက်ပြီးတော့အရှုံးဆိုတဲ့ဟာကြီးကိုကျွန်တော်မကြိုက်ဘူးကျွန်တော်လက်ခံပါတယ်အမြဲတမ်းကျွန်တော်နှုတ်ဆက်စကားပြောတဲ့ခါကျရင်ကျွန်တော်ဟိုဘယ်လိုပြော emotion တွေပါတယ်ပေါ့နော်ဆိုတော့ဒီခါတော့ပြောရွှင်နေကျွန်တော်ဖြစ်စေချင်လို့ပါဒီကုမ္ပဏီတွေရောဘာပြောချင်သေးတယ်မဟုတ်ဒီမှာအခုဒါဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီကြံခဲ့တဲ့သူတွေရောရှေ့ရထွက်သွားတဲ့သူတွေရောတကယ် fighter စစ်တွေပါအခုတကယ်တန်မာတဲ့သူတွေပဲထပ်ပြီးတော့ကြံခဲ့ပြီးဆက်သွားကြတယ်ကျွန်တော်တို့အကောင်းဆုံးပြိုင်ပွဲတစ်ခုကိုဝင်ရောက်ပြီးတော့ကျွန်တော်ရှင်ပြိုင်ခွင့်ရရတဲ့အတွက်လည်းကိုယ့်ကိုလည်းဒီဘက်မှာဂုဏ်ယူမိပါတယ်ပျော်လည်းပျော်ပါတယ်ဝမ်းလည်းသာပါတယ်ပြီးတော့ကိုထိုးပြောတဲ့ဟာကိုကျွန်တော်ဖြည့်ဆွတ်ပြီးပြောချင်တယ်season 1တော့ဆိုလို့ရှိရင်ကျွန်တော်အဲ့ဟာတွေကြားတယ်ပေါ့နော်ဘူမာစီ season 2မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးဟာတွေဖြစ်နိုင်မယ်လို့ကျွန်တော်ထင်တယ်ဒီကျွန်တော်တို့အခု show မှာလုပ်ထားတဲ့ဟာတွေအားလုံးက script လုံးဝမပါပါဘူးတကယ်ကို reality show ပါအဲ့ဒါကိုပြပြချင်တာပါဒီမှာရှိနေတဲ့တိုင်ပွဲဝင်နေရတဲ့ဆော့တဲ့ခါမှာတကယ်ကိုလည်းဆော့ရတယ်တကယ်ရှင်ပြိုင်မှုတွေနဲ့ပဲသွားရတာပါတော့ဇက်ညွန်းလုံးဝမပါဇက်ညွန်းပါတယ်လို့ခံစားရတဲ့လူတွေ season 3ကိုလာခဲ့ပါတွေ့ပါမယ်နော်ဟုတ်တယ်တကယ်အခုထိရောင်နေတော့နှစ်ဖူးတွေထူးတွေတယ်ကောကျုံနေရတာပဲဒါပေမဲ့ကျုံနေရနော်ဒါတကယ်ဝါသနာဘာမှဆုပ်လို့ရတဲ့ဟာမျိုးပါဆိုတော့ကျန်တဲ့ညီကိုတွေကရောကိုထုံးကိုဘာပြောချင်သေးအဲ့လိုတော့မလုပ်နဲ့နော်မအိမ်မဲ့သူတော့သူပဲထပြောနေအခုတော့ပြောလာကိုကိုကြီးကထွေထူးပြောနေစရာမလိုဘူးနော်ကိုကြီးဟုတ်တယ်ကို့မိုင်းပြောအောင်အများနဲ့တွေ့နေကြတယ်တွေ့ရနော်ကဲ fighting နော် fighting အကုန်လုံး fighting ညီလေးသွား fighting ကဲရှောမတာယောက်ျားကြီးတော့မှဒါမိမမဟုတ်ဘူးဒါယောက်ျားကြီးကိုရှုံးဟုတ်တယ်မလားမရှုံးနော် fighting ဒါ fighting โอเคကဲအဲ့ဆိုရင်ဒီဟာ
ကဲအဲ့ဆိုတော့တော့မတော့ခင်ကျွန်တော်တခုလောက်ပြောချင်ပြီးတော့ကိုတွန်းဆိုလာအမျိုးပြီးခဲ့တဲ့ challenge မှာဆိုရင် तू ကပြိုင်ဘက်လို့တော့သဘောမထားဘူး तू ကျွန်တော်ရှေ့ကပြိုင်သွားတယ် तू ဝေါ်မနော်နိုင်ရမော်တက်တဲ့ခါမှာဘလို့နီးစနစ်3နှစ်နေမှာအကြံပေးသွားအဲ့ဒါကြောင့်လည်းကျွန်တော်တစ်ခေါက်တည်းနဲ့တက်နိုင်တယ်ကျေးဇူးတင်ပါတယ်ပြီးတော့ဟိုမင်းသားတယောက်အနေနဲ့ဒီလို challenge တွေကိုဒီ state ထိကျွန်တော်နဲ့အတူရှင်ပြီးတော့ live ဖြုတ်နိုင်တဲ့အတွက်တကယ် impress ဖြစ်ပါတယ် thank you ပါကျေးဇူးအများကြီးတင်ပါတယ်ကြိုးစားနေမယ်တော့ဝါသနာပါတာအားသာ thank you okay ဘရိုရဲ့အဲ့ဒါဆိုပြီမယ် okay ပြန်ရောင်းနေပြင်းညော sorry လိုက်မပို့တော့နော် လိုက်မနေတော့နော် ခုနလောက်ဒီပဲလိုက်ပို့ okay okay အဲ့ဒါ bye bye ဖေးရတာတလုံးတစ်ခဲကြီး ဟိုလာမဟိုပြန်မွေးလာနောက်ချက်အောင်ပါကျွန်တော်ကိုပေါ့နော်ရုပ်ရှင်မင်းသားအနေနဲ့ဖြစ်ဆိုတော့တယောက်အနေနဲ့ဖြစ်ဖြစ် Academy ထုံးထုံးတယောက်အနေနဲ့အဲ့လိုအားပေးတဲ့ပရိသတ်တွေအားလုံးကိုကျွန်တော်အကောင်းဆုံးလုပ်ခဲ့ပါတယ်အကောင်းဆုံးရှင်ပြိုင်ခဲ့ပါတယ်ဆိုတော့တောင်းမကြည်ရပဲဖြစ်ဖြစ်ပရိသတ်ကမချင်မရဲဖြစ်တာတွေအားလုံးကိုကျွန်တော်ခွင့်လွှတ်ပါဆိုတော့ဒီအားကစားပရိသတ်တွေအနေနဲ့ပြောမယ်ဆိုရင်လည်းကျွန်တော်ဝါသနာအရန်ပါလုံးလို့ကျွန်တော်ဒီအသက်ဒီရွယ်မှာကျွန်တော်ဟိုဝင်ရောက်ပြီးတော့ရှင်ပြိုင်ခြင်းဖြစ်ပါတယ်ဆိုတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပါတယ်အကောင်းဆုံးရလက်တွေမရလာတဲ့အပေါ်မှာတော့ကျွန်တော်လည်းအသေးကွဲဆိုကျွန်တော်ပရိသတ်တွေလည်းအသေးကွဲမယ်ထင်ပါတယ်ဆိုတော့နောက်များအခွင့်သာခဲ့မယ်ဆိုရင်ဒီ FOE ပြိုင်ပွဲမှာ3မှာကျွန်တော်ထပ်ပြီးတော့ပေါင်းရှင်မြန်မှုအတွက်အားထုတ်ချင်ပါသေးတယ်လို့ပြောချင်ပါတယ်အဲ့ကြိုင်လာအားပေးကြပါဦး ready ပဲမိသားမ3ယောက်လေအလူလူနေမဲ့အိမ်ဆောက်သလိုပြင်နေโอเคဆိုတော့ကိုရဲမေးဒီဘက်ကိုခဏထိုင်မိပါကိုချီဖိုင်ရထိုင်မိပါ ထိုင်ဘာလို့လဲ ပြီးခဲ့တဲ့ challenge တော့မှတ်မိကြလားမသိကျွန်တော်အဲ့လိုမျိုး safe ဖြစ်တဲ့ back channel နဲ့နည်းနည်းရုံးကန်မဲ့ back channel ကျွန်တော်တက်ခွဲထားတယ်ဆိုတော့ကျွန်တော်ရဲ့ညာ back channel ကလူတွေ4ယောက်ကတော့ကျွန်တော် safe zone ထဲမှာရှိနေတာပါဆိုတော့ဒီ back channel မှာကျွန်တော်ရဲ့ဘယ် back channel မှာရှိနေတဲ့3ယောက်ကကျွန်တော်ခုနကပြောသလိုပေါ့နော် challenge ကိုတော့ပြီးမြောက်သွားတယ်အဲ့တော့ပြီးဆုံးသွားတဲ့အချိန်မှာမီဒီစက္ကန့်နေပဲကွာတကယ်ကိုလေတဲ့အချိန်နဲ့ချသွားတဲ့အချိန်နဲ့နည်းနည်းလေးပဲကွာအဲ့တော့ ကြံမှာကြတော့ကိုကြီးဖိုင်ရရဲ့ကျွန်တော်ရဲ့ရဲထက်ရဲ့3ယောက်3ယောက်တည်းကကျွန်တော်ကိုစဉ်းစားထားရတော့တွားပြီးတော့ဒီဘက်မှာတော့ကျွန်တော်ပါဝါကြီးပေါ့လို့ရှုံးနေတယ်မှာကျွန်တော်ပါဝါကြီးပေါ့ကျွန်တော်တွေးတာခဲ့လိုက်တော်တော်လေးတော့စိတ်ပူပါရဲ့ဗျာတော်တော်စိတ်ပူပါရဲ့ ဘသူက survive ဖြစ်မလဲဆိုတာကတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီလိုမျိုးစကားနဲ့ပြောလို့ရှိရင်ကျွန်တော်တို့ရင်းခုန်မှုတွေအများနဲ့ဖြစ်တဲ့အခါကျတော့ကျွန်တော်ဗီဒီယိုလေးတစ်ခုကို rewind လေးကျွန်တော်ကြည့်အောင်တူတူလေးပြီးပြမယ်အခုတော့မပြအရင်ဆုံးကြင်ညာမယ်ဆိုတော့ကျွန်တော်အရင်ဆုံးကြင်ညာပါမယ်ဆိုတော့ဒီ challenge 8မှာဒုတိယမြောက်အိမ်ပြန်ရမယ့်သူကဘယ်သူလဲဗျာဒီလေးချက်ထပ်ပါဒီကတော့ကျွန်တော်ထွက်ရည်ဆိုတော့ပြောချင်တာကျွန်တော်အိမ်ကိုမပြောချင်ပါဒီကအိမ်ကိုဖုန်းမဆက်ရှင်တော့ကျွန်တော်မီထွက်ရပြီဆိုတော့ဟာဒါမှလည်းထုတ်သွားရတယ်ဆိုတော့
အိမ်အတွက်လည်းမစူးစမ်းပေးနိုင်ဘူးပေါ့အဓိကတော့အိမ်အတွက်စူးစမ်းနေရဆိုတော့ကျွန်တော်ရည်မှန်းချက်တွေအတွက်လည်းဆက်ပြီးစူးစမ်းပါအောင်မယ်ဒီထက်ပိုပြီးတော့ကိုကကျွန်တော်အားနေသွားတာပေါ့ဒီ game မှာဟုတ်ဆိုတော့ဒါမဲ့ညီလေးချင်းထက်ကဒါမမပြောခင်မှာခုနကျွန်တော်ပြောသူကလေထဲမှာရောက်နေပြီကျန်တဲ့နှစ်ယောက်ကအတုံးကျသွားလို့အဲ့ဒီဗီဒီယိုလေးကိုတစ်ချက်ကြည့်ကြည့်ပဲဗျပြီးတော့မှစကားဆက်ပြောဟိုကအမအကုန်လုံးအတူတူဖြစ်နေအမရက်ထက်လေးတယောက်ကတန်ချောင်းလေးရအမသူနဲ့ညှိသွားတာပေါ့နော်ဟိုအမနည်းနည်းပဲသူလည်းပြစ်ချလိုက်တာအဲ့တော့မှဟုတ်လားနည်းနည်းပဲကွာတော်တကယ်ကိုမီဒီစက္ကန့်ပဲကွာနည်းနည်းလေးပဲကွာ3ယောက်လုံးဒီ3ယောက်လုံးဒီမှာ1 2 3နှစ်ယောက်ကဒီမှာအပြားကိုပြစ်ထည့်လိုက်တဲ့အချိန်ကနည်းတူတယ်ဟိုတယောက်ကလေထဲမှာရှန်ခဲ့တယ်ကိုထွန်းကောက်နေဒီဗီဒီယိုကြည့်တဲ့အချိန်မှာစိတ်ထဲမှာတဲရပါဘာလို့နည်းနည်းလေးပဲဗျာနည်းနည်းလေးနောက်ကျသွားတဲ့အချိန်မှာဒီကကိုကရှုံးသွားပြီတော့စိတ်ထဲမှာနည်းနည်းလေးတော့ငါနည်းနည်းလေးဒီထက်အားထည့်လိုက်ရမှာပြေးရဲ့အချိန်မှာအားထည့်လိုက်ရင်တော့ငါနောက်ကျမှာမဟုတ်ကိုကအားမထည့်လိုက်မိရတဲ့အချိန်ကြောင့်ဒီလိုမျိုးဖြစ်သွားတာပေါ့ဟုတ်ဆိုတော့ညီလေးထုံးစံတိုင်းပဲဒီနေ့မှာကျွန်တော်တို့ကနှုတ်ဆက်ထွက်ခွာမှာဖြစ်တဲ့ကြောင့်မို့လို့နောက်ဆုံးအနေနဲ့နှုတ်ဆက်စကားလေးတော့ပြောပေးစီချင်ပါတယ်ထွက်တော့ထွက်သွားခြင်းတော့ game တော့ပြင်ရှင်သေးတယ်ဒါပေမဲ့လည်းထွက်သွားရတယ်ဆိုတော့ကိုပြင်ဆင်ထားပါတယ်ဒီ game မှာကျွန်တော်အားနေတဲ့ game ဆိုတော့ဘယ်လိုဖြစ်ချစ်မှပြန်ခဲ့တဲ့ပွဲတော့လည်းအားရတယ်ကိုတော်ပြီးတော့ဒီပွဲမှာတကယ်လည်းကြိုးစားပြန်ခဲ့ပါတယ်ထွက်သွားရတော့စိတ်မကောင်းပါဘူးပွဲပြန်ရှင်နေရတယ်ကြံခဲ့လူအားလုံးကလည်းတကယ်ဆရာကြီးဆိုတော့နပွဲမှာလည်းအပင်းနေပါအောင်မယ်ဒီလူတွေဆက်ပြီးတော့โอเคပါညီလေးအမြဲတမ်းပြုံးနေတတ်တဲ့ညီလေးရဲ့ထက်အခုလိုပြန်သွားရတဲ့အတွက်စိတ်မကောင်းပါဘူးဆိုတော့အခုတော့ဒါဘိုင်ဘိုင်အဲ့တော့ဒီမှာကြံနေတဲ့လူ6ယောက်ကတော့ကျွန်တော်တို့နောက်ထပ် challenge 9ကိုဆက်ပြီးတော့ရှင်ပြိုင်ရမှာပါဒီနေ့ပြိုင်သွားတဲ့သူတွေရဲ့အားလုံးရဲ့ record ကိုပြန်ကြည့်ကြည့်ပါတယ်တိတ်မကွာကြဘူးဒီတယောက်ကတော့ကျွန်တော်မှိန်လိုက်ပြီပေါ့နော်ဆိုတော့တိတ်အနောက်ကမီလီစက္ကန့်လေးတွေပဲကွာနည်းနည်းလေးတွေပဲဟိုနည်းနည်းတိတတာဆိုတော့ဟိုတယောက်လောက်ပဲရှိတယ်နော်မျိုးမထက်လေးတယောက်ပဲရှိတယ်ဆိုတော့ okay တောက်စစ်ကိုပြပါမယ်ထပ်ပြီးတော့ပြလိုက်နော်6ယောက်ပဲကျန်တော့တယ်အဲ့တော့တေးကြတာတစ်ခုကကျွန်တော်တို့ challenge 9ယောက်သွားတယ်ဆိုလို့ရှိရင်နောက်ထပ်2ယောက်ကိုထပ်ဖြုတ်မယ် final မှာဆိုရှင်နောက်ဆုံးပိတ်4ယောက်ပဲကျန်ပါပါဒါတကယ်ကို qualify ဖြစ်ပြီး strong ဖြစ်တဲ့သူတွေပဲကျန်ခဲ့တာဆိုတော့ challenge 9ယောက်တဲ့အခါကျလို့ရှိရင်မညာဖို့လိုပါတယ်ကိုလည်းပို့ပြီးတော့rest လုပ်မယ်ပြင်ဆင်ဖို့တွေလိုတယ်လို့ကျွန်တော်ကတော့အများကြီးမြင်ပါတယ်ဘာကြောင့်လဲဆိုခုနကပြောသွားတဲ့သူတွေရဲ့စကားအတိုင်းပဲကြံခဲ့တဲ့သူတွေအကုန်လုံးကတကယ့်ကိုဆရာကြီးတွေပဲ
နောက်ထပ် challenge တစ်ခုကလည်းကျမ်းမယ်ဆိုတာကျွန်တော်ယုံကြည်နေတယ်အဲ့တော့ challenge 9ကိုတွားဖို့အတွက်ကို ready ဖြစ်နေပြီလား ready ပဲ ready ပဲ ကိုရောယုံကြည်မှုရှိသေးရဲ့မလား ရှိတာတော့ ရှိရနော်နောက် challenge ကဖြုတ်ပါညီလေးရောညီလေးအားမရှိဘူးညီလေးအားပြတ်နေညီလေးကနော်ဆိုတော့ကျွန်တော်တို့ challenge 9ကြလို့ရှိရင်ပြန်လည်စုံတွေ့ပါမယ်ဆိုတော့အားလုံးထုံးတဲ့နံပါတ်4ရပါကျွန်တော်အားငယ်လို့တယောက်တည်းလူတွေကတဖြည်းဖြည်းနဲလာတော့လေ Okay This is FOE The mightiest styles is Yes, I'm the first. challenge 9ရဲ့နာမည်ကိုတော့ FOE trial ဆိုပြီးတာပါနောက်ထပ်တိုက်ပွဲဝင်တစ်ယောက်ကအိမ်ပြန်มาဖြစ်ပါတယ် ရင်ကူတောက်လို့ဆိုတော့ကိုယ်ကတော့အရင်စိုးရင်စီတော့ဖြစ်မိတယ် Flying through the storm that rocks. Cause I'm number one. Ain't nothing can scare me. Through the fire while I'm getting high.